ကျွန်တော်နာမည်ကကောင်းပြတ်ပါဇန်နဝါရီကျရင်ကျွန်တော်ဆက်စပ်နေပြီကျွန်တော်ဒီလိုမျိုး high band ကိုရတာတော့ကျွန်တော် credit ပေးရမယ်ဆိုကျွန်တော်ဆရာမကို credit ပေးရမှာပါဗျာဒီ teacher ကြီးမို့ပါteacher ကြီးမို့ဆိုတော့ကျွန်တော် IELTS တရားဆုံးနေတဲ့တက်တော့ positive listening reading writing နဲ့ speaking တွေကတော့ကျွန်တော်ကိုယ်ကြည့်တယ်ပေါ့အဲ့ဒီအားကြောင့်မလို့ပဲကျွန်တော်မရှိဘူးဗျတကယ်ပြောရမယ်ဆိုကျောင်းရအောင်ကျွန်တော်နဲ့ပတ်သက်ပြီးတော့နည်းနည်းဒုက္ခရောက်ရတယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့တကယ်တမ်းဆိုရင်ကျွန်တော်နဲ့ကျောင်းကျွန်တော်အိမ်နဲ့ကျောင်းနဲ့အရန်ဝေးရမှာလမ်းကို10မိနစ်လောက်ရှောက်လိုက်ပြီးတော့ကျွန်တော်အရင်ကျောင်းနောက်ကျအဲ့လိုမျိုးရှိတယ်ခု Brussels English School မှာတက်နေတဲ့ဒီညီမလေးပေါ့အကိုလည်းအဲ့ဒီအတွေ့အကြုံကပြောရမယ်ဆိုကျောင်းမသွားကြည့်ဘူးကျောင်းပြင်းတာပေါ့ဗျာဒါမဲ့လည်းနောက်ပိုင်းဒီလိုမျိုးဇာတ်တိုက်တက်လာတော့ဒီလိုမျိုးIELTS exam တခြားကျွန်တော် SC exam တွေပေါ့ဒီမှာအဖတ်ကောင်းနေကြတယ်ပြီးရင်အဲ့ဒီလိုမျိုးတခြားနိုင်ငံသားတွေနဲ့လည်းအဲ့ဒီစကားပြောရတဲ့အချိန်မှာတော့တက်ပြောက်တာတွေတက်တာတွေတက်ရွံ့တာတွေတက်